မင်္ဂလာပါခင်ဗျာတင့်ရဲ့ဂျမ်ဘာဟီနဲ့ပျော်ရွှင်မှုတွေကိုထာဝရထိန်းသိမ်းပေးမယ်ခန္ဓာကိုယ်ရဲ့အံ့ဖွယ်လူရွက်ချက်တွေကိုသိပါသလားဒီနေ့မှာတော့ဘယ်သူမှမပြောပြသေးတဲ့ဒါပေမဲ့ချက်ချင်းထိရောက်တဲ့အကြောနှိမ်နီး6ချက်ကိုမျှဝေပေးသွားမှာပါအဆုံးထိကြည့်ဖို့မမေ့နဲ့နော်နံပါတ်1ခန္ဓွေနဲ့နံလူစိမ့်ညစ်နေရပါသလားလူကြားတဲ့စကားပြောဖို့ရှက်နေပြီလားဒါဆိုရင်တော့တင်းလက်ကဝိနားမှာရှိရဲ့ဒါလင်ဒါမှမဟုတ်ဒေးလင်အမက်လေးကိုနှိပ်ပြရပါခန္ဓွေနဲ့တွေကိုချက်ချင်းတိတိတတာလန်းဆန်းသွားစေမှာပါနံပါတ်2မျက်နာပေါ်ကအနောက်ရှက်ပေးနေတဲ့ဝက်ချန်ဒီပျောက်ချင်ပါသလားဒါဆိုရင်တော့ရှော့ဖရူအမက်လေးကိုနေပေးပါမျက်နာလေးကြည်လင်းပြီးလန်းဆန်းသွားတာကိုသင်ကိုယ်တိုင်မြင်တွေ့ရပါလိမ့်မယ်နံပါတ်3ဘိုက်အောက်ပိုင်းအေးဆက်တာဒါမှမဟုတ်တိုင်းအေးတာမျိုးခံစားနေရရင်လောင်ကုန်းမလေးကိုနှိပ်ပေးပါခန္ဓာကိုယ်ကိုနှွေးထွေးစေပြီးနေထိုင်လို့ကောင်းသွားလိမ့်မှာပါနံပါတ်4အမျိုးသမီးလေးတွေအတွက်အရေးကြီးဆုံးအချက်ပဲလာစဉ်သုံးဝေဒနာခံစားနေလို့ဘိုင်းနာဘိုင်အောင်ခက်နေပြီဆိုရင်ဟဲခုအမက်လေးကိုနှိပ်ပေးပါအနာကျင်နေပြေပြောက်ပြီးပေါ့ပါသွားပါလိမ့်မယ်နံပါတ်5ရင်ဘတ်သေးကအောင်တာဒါမှမဟုတ်အသက်ရှူရမွန်းကျက်နေတာမျိုးဖြစ်နေကွမ်းအမက်လေးကိုနှိပ်ပေးပါရင်ထဲမှာချက်ချင်းဆိုသလိုပေါ့ပါပြီးထက်တာသွားတာကိုခံစားရမှာပါနံပါတ်6လေချောင်းနာတာအစာမျိုးရခတ်တာတွေအထွေရှောင်းရှမ်းအမက်လေးကအစွမ်းဆုံးပါပဲလေချောင်းညောင်းနာတွေကိုအမြန်ဆုံးတက်တာစေပါတယ်နံပါတ်9နားထဲမှာအထန်တွေမြင်းနေတာဒါမှမဟုတ်နားလီးနေတာမျိုးဖြစ်နေရင်ဝိုက်ကွမ်းအမက်လေးကိုနှိပ်ပေးပါအထန်တွေကိုပုံမကြည်လင်းပြတ်သားစွာကြားလာရပါလိမ့်မယ်နံပါတ်10ခါနာတာနဲ့စိတ်သက်ကြနေတာမျိုးခံစားနေရပြီလားဟောက်ရှိအမက်လေးကိုနှိပ်ပေးပါနာကျင်မှုတွေပျောက်ကေးပြီးစိတ်သက်တွေကိုပါပြန်လဲမြင့်တင်ပေးနိုင်ပါတယ်နောက်ဆုံးနံပါတ်9ကတော့ညဘက်အိမ်မပြောတာအိမ်မက်ဒီအရင်မက်နေလို့အနာမရတာတွေအတွက်ရှင်းမန်အမက်လေးမဲ့ထပ်ပါတယ်အိတ်ဆက်ချင်းကိုနှစ်ကြိုက်ဖြစ်စေမှာပါအခုပဲစမ်းကြည့်လိုက်တော့နော်ဒီအချက်တွေကိုနောက်တစ်ခေါက်ပြန်ကြည့်နိုင်ဖို့အတွက်ဗီဒီယိုကို save ထားဖို့နဲ့မိတ်ဆွေတွေကိုမျှဝေပေးဖို့မမိနိုင်ဘူးအခုလိုထိရောက်တဲ့ကျမ်းမာရေးလူဝက်ချက်တွေအတွက် like နဲ့ follow လေးလုပ်ပေးထားပါအောင်ခင်ဗျာ